ချင်းလေးကိုပိုင်လေးချင်းဟုတ်ကဲ့နော်ဒါတေးတဲ့စုရထားတဲ့တေးရဆရာနဲ့ကတိန်ဟာဒီအတွက်တချင်းလေးတစ်ပုဒ်မှန်တော့အစ်ကလေးလိုက်တာဟုတ်ကဲ့ဒုတိယချင်းတစ်ပုဒ်နေနဲ့သမီးဟုတ်ကဲ့ဒီလေးဂျူနီယာဘုံနေနဲ့ဒီကဒီမှာအဖေတချင်းလေးတစ်ပုဒ်ဒီဆိုပြီးပါဆိုလို့အဖေတချင်းလေးတစ်ပုဒ်နဲ့ဒီဆက်ပေးကြပါမယ်နှစ်ဖက်ကျန်းချင်းဒီကိုပိုင်တချင်းလေးတွေထပ်ချုပ်ပြခြင်းပါသေးတယ်နောက်ပြန်ကြတော့ကိုပိုင်ချင်းလေးတွေဆိုပြီးနေဒါမိဘနဲ့ပတ်သက်တဲ့အဖေတချင်းဟုတ်ကဲ့သားတို့သမီးတို့မှတ်တာအမေမှာဘိုးလာလေဆယ်လာဘွားဒါကျေးဇူးကြီးပါတယ်လို့တချင်းတေးရဆရာတော်တော်များများကမိဘမေတ္တာပေါ်တော့အမေကိုဝက်ကိုရေးတယ်ဟုတ်ကဲ့ဗျာကြီးပါတယ်အမေမေတ္တာကြီးပါတယ်တိုးတော်လေးဘိုင်းနဲ့အမေကတတိတည်တဲ့အချိန်မှာအုံနောက်နဲ့တတိတည်နေရတာဖခင်ပါမှန်တော့ကောင်းကောင်းကြည့်တာဟုတ်ကဲ့ဖခင်ဖိုက်ကခါမိတ်တက်ကြည့်တာလေဖခင်မဗျာငါဖမ်းကြည့်တာလေဖခင်မဗျာစိုက်ကနေကြည့်တယ်ဖခင်ပါပဲဒါကြောင့်ဖခင်ကြည့်စီတဲ့ကျင်းပါပါလေနော်ဟုတ်ကဲ့ဒါကြောင့်မိမမေတ္တာပွဲလေးတည်းဖခင်မေတ္တာဆင်းလေးပွဲလေးပေါ်ကိုဝိတုတိဆိုပြမယ်နာတော့သက်စီပေးကြပါဦးဟုတ်ကဲ့ခင်ဗျာက
Okay,